Sunday Biker Group ရဲ့တလားတစ်ခါကျမ်းမာရေးစစ်ဆေးခြင်းအစီအစဉ်ဖြစ်ပါတယ်ထိတ်ဆုံးတက်လာတော့ကိုညုံဝင်းပါထုံးတဲ့တိုင်းပါခင်ဗျာရဲဆိုအန်ကြီးကြိတ်ပြီးတက်လာပါတယ်ခင်ဗျာတွန်နေတဲ့တိုင်းယူနောက်ကဆရာချစ်နောက်ကကိုဖက်တီးပါခင်ဗျာပြုံးလေးနဲ့တက်လာပါတယ် Sunday Biker ရဲ့ဒုတိယအသုတ်ကျမ်းမာရေးစစ်ဆေးချက်မှာကိုကြီးတင်ကိုကပထမနဲ့ဝင်လာပါတယ်ခင်ဗျာ Sunday Biker ရဲ့တတိယအသုတ်ကျမ်းမာရေးစစ်ဆေးချက်မှာကိုနောင်နဲ့ကိုညီလေးတယောက်ဖြစ်ပါတယ်တာဂီတာအဖွဲ့ဝင်တစ်လေးပါညနာတော့အပြုံးမပြတ်သေးဘူးခင်ဗျအခုချိန်ဒီချွေးလေးတွေပဲစိုးနေပါသေးတယ်တတိယအသုတ်မှာတော့နောက်ချန်အနေနဲ့ရိုက်ကြံခဲ့တဲ့ကိုကောင်းကြီးပါခင်ဗျကိုကောင်းပါဒါတော့ host မူဝင်သားကိုဖက်တီးပါဒီလားကျွန်တော်လာတော့အရင်တော့ထုံနေပြီပဲကိုတိတ်တယ်ဘောဘောတက်မလာနဲ့တို့ကြီးလည်းပြုတ်ကြရတော့မယ်ဘယ်လိုလဲဘာဒီဘယ်လိုဘုရောစင်ပြေလက်လေးပါပြပါအောင်ဟုတ်ပြီပါပါအေးအဝတီမြစ်ထဲမှာရေကူးမှာပါခဲတော့မှာပြုံးစီစီနဲ့လိုက်လာပါတယ်ရေကူးကိုစားပါပြီ Sunday Biker ရဲ့ပျော်သလားဟေးမောင်တို့ရေပျော်တယ်ဟေးပျော်တယ်ဟေးပျော်အားရောက်ပဲပါပါတယ်ဒါပြန်ကြည့်ရတော့ဟုတ်ပါဘူးဒီတော့